အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုဆိုရင်ဒီနေ့လေးပေါ့နော် Nottingham Forest နဲ့ Chelsea တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကျွန်တော်တို့လုပ်ကြည့်ကြမယ်ပေါ့နော်ကျွန်တော်တို့အခုကျွန်တော်ဒီ channel လေးကို subscribe လေးလုပ်ပေးကြပါကျွန်တော်အခုမှစပြီး run တဲ့အတွက်ကျွန်တော်မှားတာရှင်ကျွန်တော်ကိုခွင့်လွှတ်ပေးပါလို့ကျွန်တော်ကြိုတင် request လုပ်ပေးရစေကျွန်တော်တို့မနေ့ပြန်ကမ်းမယ်ပေါ့နော် Nottingham Forest နဲ့ Chelsea တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကျွန်တော်တို့ဒီနေ့ပြုလုပ်ပေးပါမယ်ကျွန်တော်မနေ့ပြန်ဆိုရင်တော့ကျွန်တော် Chelsea အတွက်ကပေါ့နော်တကယ်အရေးကြီးတဲ့ final ဘလူပွဲတစ်ပွဲကစားရမှာပေါ့နော်ဒီဟာမှကျွန်တော်တို့ဒီပွဲနိုင်မှဘယ်သူကမှကြည့်ရမလို့ပဲနဲ့ကျွန်တော်တို့ Champion League ဝင်ခွင့်ကိုအေးအေးဆေးဆေးဝင်ပါပါဒါကပြောမယ်ဆိုရင်ငကိုကကိုယ့်အလုပ်ကိုတေချာလေးမလုပ်ခဲ့တဲ့အတွက်ပေါ့နော်နောက်ဆုံးဒီကျွန်တော်တို့သူများအသင်းတွေကိုကြည့်ရတယ်သူများအသင်းတွေရဲ့ရလဒ်ကိုကြည့်ရတယ်သူများအသင်းတွေအပေါ်ကိုဘယ်လိုရလက်တွေထွက်မလဲကျွန်တော်တို့အသင်းကဘယ်လို pressure တွေဖြစ်မလဲအဲ့လိုကြည့်ပြီးတော့ကျွန်တော်တို့ကန်ရတာပေါ့နော်တကယ်လို့ဒါကိုယ့်လုပ်ကိုလုပ်ခဲ့မယ်ဆိုရင်မရော့တဲ့အမှတ်တွေသာမရော့ဘဲနဲ့ရရှိခဲ့မယ်ဆိုရင်ဒီချိန်မှာကျွန်တော်တို့ Chelsea အသင်း AAC top 4ဆိုတာကတော့ top 5ပေါ့နော် top 5ဆိုတာပြောစရာမလိုဘဲနဲ့ဟိုရောက်နေမှာပေါ့နော်အခုကတော့ကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးရမှာပေါ့နော်သူများအသင်းတွေရဲ့အနိုင်ကိုမကြည့်ဘဲနဲ့ကိုယ့်ဟာကိုယ်အနိုင်ခံပြီးတော့ဘလူးပွဲသက်ပွဲအနိုင်ခံပြီးတော့ကို Champion League ဝင်ခွင့်ပေါ့နော်အရေးကြီးဆုံးကကျွန်တော် Champion League ဝင်ခွင့်ရသွားမလားဆိုတာမနေ့ပြန်ည9နာရီခွဲမှာကျွန်တော်တို့ Chelsea ပြည်သက်နေတဲ့အတူတစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေကြည့်ရှုခံစားသွားမှာပေါ့နော်အဲ့အတွက်ကျွန်တော်လေးပွဲကြိုသုံးသက်ချက်လေးနည်းလေးလုပ်ချင်တာကကျွန်တော်တို့ Chelsea ကတော့ပေါ့နော်ဒီ format မှာတော့ပြောထားတာတော့4-2-3-1နဲ့ဆော့မယ်လို့တော့ပြောထားတယ်ဒါပေမဲ့လည်းကျွန်တော်အထင်ပေါ့နော်ညမနေ့ပြန်ပွဲထွက်လူစင်းရင်မှာတိုက်ဆက်ကစားသမားကတော့ကျွန်တော်ထုံးစံတိုင်းနီကိုလက်ဂျက်ဆင်ကအနီကတ်နဲ့ပါမှာမဟုတ်တော့ဘူးနီကိုလက်ဂျက်ဆင်ကတော့ပွဲပဲပြစ်ဒဏ်ကြောင့်ပါမှာမဟုတ်တော့ဘူးသူ့နေရာမှာတော့ကျွန်တော်တိုက်စစ်မှုထည့်သုံးရမှာပေါ့နော်တိုက်စစ်မှုကျွန်တော်ကတော့ဂရီနဲ့ကျွန်တော်နောက်ပေါ့နော်ကျွန်တော်တို့အန်ကူကူပေါ့နော်ကျွန်တော်အန်ကူကူတော့ငကုတော့တော်ကြိုက်ခဲ့ပါတယ်ခုနောက်ပိုင်းကျွန်တော်တို့ပေါ့အသင်းပေါ်ပေးဆက်မှုမရှိတဲ့ချိန်ကျတော့ကျွန်တော်တို့လည်းမလိုလားတော့ဘူးပါဗျာဖြစ်နိုင်တော့သူ့ကိုပွဲထွက်ခွင့်အတွက်တော့မပေးစီခြင်းဘူးပေါ့ဒါပေမဲ့လည်းနီးပြစိတ်တိုင်းကြဆိုတော့လေကျွန်တော်တို့မသိဘူးပေါ့နော်ဘယ်လိုလာမလဲဆိုတာပေါ့နော်စောင့်ကြည့်ရမှာပေါ့အခုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့အဲ့တိုက်စစ်မှုနေရာမှာတော့ဒီမှာတော့ကျွန်တော်နာတိုပေါ့နော်နာတိုကတော့လက်ရှိချိန်မှာ 49 ကိုထားမယ်ဆိုရင်ကျွန်တော် Chelsea တဲ့အတွက်ကိုအပြည့်အဝပေးဆက်ပြီးကစားနေတဲ့ကစားသမားတစ်ကောင်တစ်ယောက်ပါကျွန်တော်လည်းတော်တော်လေးကြိုက်ပါတယ်ဒီနေ့ရာသီမှာ Chelsea လူဝယ်တဲ့ထဲမှာကျွန်တော်နာတိုတော်တော်လေးကြိုက်တယ်ဒါကြောင့်မလို့လဲကျွန်တော်သူ့အင်ကြီးလေးကျွန်တော်လှုပ်ထားသေးတယ်ဟိုလက်ရှိလှုပ်ထားတာကျွန်တော် Chelsea ကျော်နံပါတ်7နာတိုအင်ကြီးလေးပေါ့နော်ဒါတော့ဝင်ကြွားလိုက်တာပါဗျာနဲ့ကဲနာတိုရဲ့နောက်မှာ3ယောက်အနေနဲ့တော့ကျွန်တော်ကတော့ဗောနော်ဂျော်ဒန်ဆန်ချိုပါမာမတူအကီလို့ဒီမှာပြောထားတယ်ဗောနော်ဒါလေးကလည်းထိုက်လျောက်နဲ့တော့အဆင်ပြေပါတယ်နောက်ပိုင်းပါမာလည်းခြေပြန်တွေ့လာပြီဗောနော်သူလည်းအသင်းပေါ်တော်တော်လေးပြန်ပြီးပေးဆက်ပါတယ်ငကိုတွေကလည်းပေးဆက်ပါတယ်ဒါပေမဲ့လည်းကျွန်တော် Chelsea အသင်းမှာကျွန်တော်တော်ဆုံးသူတော်ဆုံးဆိုပြီးတော့လည်းလှုပ်လို့လည်းမရဘူးလေဒါကြောင့်မလို့လဲဖြစ်ခဲ့ပြီအခုလက်ရှိမှာ final ဘလူးပွဲတစ်ပွဲလုံးဝဖလားဆိုပြီးတော့ကမ်းရမှာပေါ့နော်အဲ့လိုအချိန်မှာပါမာတော့ရတင်ပါတယ်ပွဲထက်ခဲ့ကျွန်တော်နောက်ပိုင်းမတူအကီးလေးခြေစွမ်းသိမကြိုက်တော့ဘူးဗျာဘလို့ပြရမလဲတကူကောင်းနည်းနည်းလေးဆန်သလားလို့တကူကောင်းဆန်တာရောသူလှုပ်ချင်တာတွေရောပေါ့နော်ပြက်တမရှိဘူးပေါ့ဒါပေမဲ့လည်းလက်ရှိချိန်မှာတောင်းပန်နေရမှာသူ့မှာမထည့်နဲ့ကျွန်တော်တို့ထည့်စရာတိုင်ရွန်ဂျော့ချ်ပေါ့ကလေးကလည်းငယ်သေးတယ်ချိန်လေးကလည်းတခုငယ်သေးတယ်ချိန်လေးပေးပြီးတော့တော်တော်လေးအဆင်ပြေလာမဲ့ကလေးပါတဲလန့်လည်းရှိပါတယ်မတူအကီးကိုကွက်ထက်မှာပေါ့နော်โอเคသူ့နောက်မှာတော့ကျွန်တော်ကဖြစ်စေချင်တာအန်ဇိုဖာနန်ဒက်နဲ့ကိုက်စီဒိုပဲပွဲထည့်ချင်တယ်ဒါပေမဲ့လည်းဒီမှာကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာအန်ဇိုဖာနန်ဒက်နဲ့လာဗီယာပွဲထွက်တာပဲလာဗီယာတော့ကျွန်တော်မနေ့ပြန်ပွဲမထွက်ချင်သေးဘူးဗျဘာလို့လဲဆိုမနေ့ပြန်ကျွန်တော်တို့နီးပြအမှားလုပ်လို့မရတဲ့ပွဲအမှတ်ကတကယ်လိုအပ်နေတဲ့ပွဲကစားသမားတွေတော့ကျွန်တော်ယုံကြည်တယ်နောက်ဆုံးသူတို့ကနောက်ဆုံးပွဲကိုသူတို့အသေးကြီးကစားမှာဒီနိုင်ပွဲနိုင်မှကျွန်တော်တို့ဘယ်အသင်းရလက်ကောင်မှကြည့်ကြရမလို့ပဲနဲ့ကျွန်တော် final ကန် Europa League Champion League ကိုဝင်ခွင့်ရ Europa League ကတော့ကျွန်တော်တို့မျှော်လင့်ကြရမလို့ပါဘူးဗျာပြုံးဝင်လင်းလင်းပြောရရင်ကိုယ်အသင်းယုံကြည်မှုပြင်းလာတော့မပြောတတ်ဘူးဒါပေမဲ့လည်းကျွန်တော် Europa League လောက်ကတော့ပိတ်သဘောမကျဘူးလာမယ့်နှစ်ကတော့ Champion League ပဲဝင်နေတာပေါ့ဗျာဖြစ်နိုင်တော့အဲ့ဒါကြောင့်ကျွန်တော်လည်းဒီ Enzo Fernandez နဲ့ကျွန်တော်နောက်တန်းနဲ့အလဲတန်းနှစ်ယောက်ထိုင်အောင် Enzo Fernandez နဲ့ Kaisi တို့တွေ့ရကျွန်တော်ပိုကြိုက်တယ်ဒါပေမဲ့လည်းဒီ Fullman မှာတော့နော်Fernandez နဲ့ Lavia ကိုတွေ့တာပါတယ်ကဲ
ပြောရမယ်ဆိုရင်တော့ဒီဟာလေးနည်းနည်းလေးအနေရှိတယ်ကျွန်တော် Newcastle ပွဲမှာရှုံးသွားတာပုံမှန်လင်းပြောရင်ကျွန်တော်နီးပြကြနီးပြရဲ့ကျွန်တော်တို့ဂျစင်ကြောင့်ပေါ့ဗျာပြောရမယ်ဆိုရင်တော့နီးပြတာကစားကွက်ကိုလာဗယာကိုတာမတုံးမဲနဲ့ကိုက်စီတို့ကိုသူ့နေရာသူပို့ပြီးကိုက်စီတို့နေရာညာဘက်ချမ်းညာဘက်ကိုက်စီတို့နေရာမှာ Rich James ကို right center ဘက်နေရာမှာလာထော့ဆော့ခဲ့မယ်ဆိုရင်ကျွန်တော်တို့ Newcastle ရှုံးစရာအကြောင်းမရှိဘူးဗျအခုတော့နီးပြကလာဗယာကိုအလဲကိုပို့လိုက်တယ်အလဲကိုပို့လိုက်တဲ့အချိန်မှာ Newcastle ကလည်းလဲတယ်ဗျလာဗယာကိုချုပ်လိုက်တာနဲ့ကျွန်တော်တို့ Chelsea ကစားပွဲပြတ်သွားတယ်ပြတ်သွားတဲ့နောက်မှာတပိုးလဲပေးရတယ်အနီကလည်းထောက်ခံလိုက်ရတယ်အဲ့တော့ကျွန်တော်တို့ပြန်လာဖို့တော်တော်လေးဝေးသွားတယ်အခုဒီပွဲတော့ကျွန်တော်မစမ်းသေးခြင်းဖြစ်နိုင်ရင်တော့ကျွန်တော်လာဗယာကိုအရင်အနေနဲ့တော့ right center ဘက်နေရာမှာ Riching ကိုထည့်ကိုက်စီကိုသူ့နေရာနဲ့သူထားပြီးမယ်ဆိုဒီပွဲတော်တော်လေးကိုပေါ့နော်ကျွန်တော်တို့နိုင်ချီရာခိုင်နှုန်းများတယ်ဟိုဘက်က Northern Forest ကလည်းတော့ shot တွက်လို့မရဘူးသူတို့လည်းနိုင်ရင်အမှတ်ကတိတ်မကွာတဲ့အတွက်နိုင်အောင်ကံပါပဲနိုင်ရင်သူတို့ Champion League ဝင်ကိုရမယ်အဲ့အတွက်ကြောင့်ကျွန်တော် Chelsea တင်းရလဲ shot တွက်လို့မရဘူးကိုအလုပ်ကိုတောင်းဝင်ကြီးစွာလုပ်မယ်ဆိုရင်တော့ဒီ၃မှတ်ကတော့ကျွန်တော်တို့အတင်ရမှာပေါ့နော်ဟုတ်ကဲ့နောက် Enzo Fernandez ကိုက်စီကိုသုံးနေတယ်ဒါပေမဲ့ပူမာကတော့ Enzo Fernandez လာဗီယာကိုသုံးသွားတယ်ကဲဟုတ်ပြီနောက်တန်းနေပေါ့နော်နောက်တန်းကတော့ left center ဘက်ကတော့ပြောစရာမလိုကျွန်တော်တို့ရဲ့ဆုတ်ဖွာမာမီကိုကိုရီးယားကတော့ကျွန်တော်ကြိုက်ပါတယ်ဗျာဒီနှစ်ရဲ့ကျွန်တော်တို့ရဲ့တကယ်ကောင်းတဲ့ player ပါ center ဘက်နေရာမှာ left center ဘက်နေရာမှာကိုဝဲနဲ့တိုစင်ကတော့ကောင်းပါတယ်အဆင်ပြေပါတယ်တိုဝဲနဲ့ကိုဝဲနဲ့တိုစင်လေးလည်းအဆင်ပြေပါတယ်နောက်ပိုင်းကိုဝဲလေးလည်းညင်လာတာပေါ့နော်တိုစင်နဲ့ဆိုရင်အဆင်ပြေပါကျွန်တော် right center ဘက်ကိုတော့ကျွန်တော် risk chain မဲ့သုံးနေတယ်ပုံမှန်ကတော့ ကိုက်စီတို့သုံးထားတယ်အထိုက်လေးရောက်တော့နောက်တန်းနဲ့ကွင်းလင်ကတော့ Chelsea ကတော်တော်လေးကောင်းတယ်ကျွန်တော် Nottingham Forest ကိုရှင်းနိုင်တယ်ပေါ့နော်အဓိကကိုသမား Sanchez ဒီနှစ်တစ်နှစ်လုံးလည်းပြောစရာမလိုပါဘူးဗျာကျွန်တော်တို့ Chelsea အမှတ်ဆုံးရှုံးတာသူ့ကြောင့်လည်းအများကြီးပါတယ်ဒါပေမဲ့လည်းအဖြစ်တွေလည်းပြောလို့မရဘူးပေါ့နော်အကုန်လုံးခြုံကြည့်လိုက်ရင်ကျွန်တော်တို့ Chelsea တင်းက Nottingham Forest ကိုနိုင်ရအကြောင်းမရှိဘူးဗျအနိုင်ကိုကမ်းရမယ်နိုင်မှလည်းကျွန်တော်ဒီပွဲနိုင်မှပဲတခြားတင်းတွေရလက်ဘလို့ထွက်ပေါ်စေကျွန်တော် Champion League ဝင်ရမယ်ကစားသမားတွေတော့ရှုံးကြည့်တယ်ကျွန်တော်ဘာလို့လဲဆိုသူတို့က Chelsea DNA ဘယ်လောက်ပါလဲဆိုတာမနေ့ပြန်ည9နာရီခွဲမှာသူတို့ပြသသွားမှာဒီကနီးပြအနေနဲ့ formation ကောင်းရမယ် technical ကောင်းမယ်ဆိုရင်ကျွန်တော်ဒီပွဲက3မှတ်ကပြေးမလို့ပါဘူးဒါပေမဲ့လည်းအကစားဘောလုံးဆိုတဲ့အတွက်ပြောလို့မရဘူးလေဒီတစ်နှစ်ဆိုရင်ပိုတွေ့တဲ့အတိုင်းပဲအကုန်လုံးတွေကထင်တာတွေမဖြစ်ဘဲနဲ့မထင်တာတွေဖြစ်တော့လေအဲ့လိုကြောင့်မကဲ Nottingham Forest လေးရဲ့ line number လေးကျွန်တော်တို့ comment ကြည့်လိုက်အောင်ဗျာကိုသားနေရာမှာ seal ကိုသုံးတာတယ်ဒီကတော့တော်တော်ကောင်းပါလေဒီကိုသမားအသက်အရွယ်အပြည့်30လဲကျော်နေပြီဒါပေမဲ့ဒီတစ်နှစ်မှာတော်တော်လေးကိုကောင်းတဲ့ performance လေးကိုပေးထားတယ်ပြောမယ်ဆိုရင် Nottingham Forest ဒီလောက်အခြေအနေထိရောက်လာတာဆိုတော့ကျွန်တော်အထင်နောက်တန်းရဲ့ကိုသမားရဲ့ကောင်းမှုကြောင့်ပေါ့နော်ကျွန်တော်ထင်တယ်သူကိုသမားကို seal ပဲသုံးပါမယ်သူကလည်းတကယ်ကောင်းပါတယ်ပြီးခဲ့တဲ့ပထမကြော်တော့မှကျွန်တော်တို့လည်းဒုက္ခပေးခဲ့တာပဲဒီကိုသမားလေးလည်းကဲညနောက်တန်း၄ယောက်နေရာမှာတော့အိုင်နာမိုင်လန်ကိုဗစ်မော်ရီနိုဝီလီယံလို့တော့ပြထားတယ်ကျွန်တော်တော့ Nottingham Forest captain မော်ရီနိုကတော့မပါတော့ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်ဒီနေ့တွေးလိုက်တဲ့သတင်းတွေကတော့မော်ရီနိုကဒဏ်ရာနဲ့ပေါ့နော်နည်းနည်းလေးပါဖို့တိတ်မကျင်းသေးဘူးပေါ့နော်သူမပါရင်တော့ကျွန်တော်တို့နည်းနည်းလေးအားနေသွားနိုင်တယ်နောက်ထပ်ပေါ့နော်နောက်ထပ်နည်းနည်းလေးအားနေသွားနိုင်တယ်လက်ရှိအချိန်မှာသူလည်းတကယ်ကောင်းတဲ့ performance ကိုပြထားတာပေါ့နော်တကယ် performance ကောင်းလေးတွေသူတို့ပြပြီးထားတယ်အဲ့ဒါကြောင့်မလို့လဲကျွန်တော် Nottingham Forest ကြီးအခြေအနေထိရောက်လာတာပေါ့နော်မိုင်လန်ကိုဗစ်ကလည်းတကယ်ကိုပေါ့နော်ဒီနှစ်မှာတကယ်ကောင်းတဲ့ performance 28နှစ်ပေါ့နော် right ဘက်မှာတကယ်လေးကိုစင်နာဘက်မှာတော်တော်လေးကိုဒီခြေစွမ်းပြရတယ်ပေါ့နော်မလန်ကိုဗစ်ရဲ့မိုရီနိုရဲ့စင်နာဘက်မှာထိုင်မယ်ခုမှပြောနေရဝီလီယံဘယ်ဝင်အိုင်နာညာဝင်းမှာကစားမယ်အိုင်နာကတော့ထုံးစံတိုင်းအသင်းကြီးတွေနဲ့တွေ့ရင်ဒီနောက်တန်းလေးရလဲကျွန်တော်တို့တော်တော်ဒုက္ခပြီးရဲ့ဗျတော်တော်လေးကိုကောင်းတဲ့ performance တွေပြထားတယ်သူ့နောက်တန်းကလည်းတကယ်လေးအဆင်ပြေတဲ့လက်ရှိအနေထားရတော်တော်လေးအဆင်ပြေပါတယ် Chelsea ကိုတော်တော်လေးရှင်ကန်နိုင်တဲ့အနေထားပေါ့နော်လက်ရှိချိန်ဒီမှာပေါ့နော်အလဲတန်းကတော့ဗျတကယ်ကောင်းပါတယ် Dominguez လဲတန်း3ယောက်ကတော့နော် Dominguez Sangari Ederson နဲ့သူပွဲထွက်လာမယ်နောက်လဲတန်း3ယောက်ကလည်းတကယ် Chelsea ကွင်းလင်ကိုတကယ်ရှင်းနိုင်မယ်ဗျ Enzo Maresca အနေနဲ့ပုံမှန်ကိုင်းနဲ့ Fernandez နဲ့ကိုက်စီတို့သာတွဲထားမယ်ဆိုရင်တော့နည်းနည်းအဆင်ပြေနေ
သူ့အနေနဲ့ Lavia ကိုတွဲလိုက်မယ်ဆိုကျွန်တော်တို့ကွင်းလည်နည်းနည်းလေးကြော့သွားနိုင်တယ်เนาะဒီနေ့ပွဲက dominance နဲ့ Sangare Anderson ဒီ3ယောက်ကတကယ်ကောင်းတဲ့ performance တွေပြထားတယ်ကိုအသင်းကြီးတွေကိုလည်းဒီခါတကယ်ကိုရှင်ဖြုတ်ထားတာပေါ့နော်သူရှေ့မှာတော့ Morgan Gibbs တကယ်ကောင်းတဲ့ player ပါလက်ရှိ Nottingham Forest ရဲ့အကောင်းဆုံး player ပေါ့နော်အဝေးကန်ချက်တီတကယ်ကောင်းပါတယ်အဝေးကနေလှမ်းကန်တာပတ်စင်ပေးတာတကယ်ကောင်းပါတယ်သူကတော့ captain အနေနဲ့ထွက်လာမှာပေါ့နော်အဲ့ဒီပွဲကနေပါကက်ရှေတန်တိုက်စစ်ဘူး2ယောက်ကတော့ Chris Wu နဲ့ Elanga ဒါတော့နော်ကျွန်တော်တို့ Chelsea ကခေါ်ထားတဲ့ order ကိုအញ្ញံအနေနဲ့ထားတာလေထွက်လာမှဒီကောင်ပြီးခဲ့တဲ့အကြော့တော်မှာပထမကြော့တော် Chelsea ကိုလှုပ်ချင်တာတကယ်ကိုကန်ကျင်တာနော်ပြီးခဲ့တဲ့အကြော့တော်ဒါဂိုးသမားနောက်ဆုံးပိတ်မှာကန်လိုက်တာတိုင်ထိတာလားဂိုးသမားကယ်သွားလို့နော်နောက်မှတော်တော်မလွယ်ဘူးပြီးခဲ့တဲ့အကြော့ပထမကြော့1-1တေးကြတော့ Chelsea ကိုတကယ်နော်တကယ်ဖိတာအကောင်လေးကတော့ဟောဒါလဲဘောနော်ဒါသူဒါသက်ဆိုင်ရာ professional class မှာ professional ဆန်ဆန်ကစားတာပေါ့လေအသင်းဟောင်းတွေပါညာကြတော့လည်းပြောလို့မရတော့ဘူးတော်တော်လေးမိုက်ပါတယ်ကျွန်တော်ကြည့်လိုက်တာ K4 ရော Chris Wu ရော Elanga ရော3ယောက်အတွဲကလက်ရှိအသင်းကြီးတွေကိုတော်တော်များများဒုက္ခပေးတဲ့အတွဲလေးပါကျွန်တော်ကြည့်တဲ့လောက်ကတော့ဒီ Nottingham Forest ကရှေ့နောက်လေတော်တော်လေးညီနေဗျသူတို့အခုနောက်ပိုင်းမှသာပြီးခဲ့တဲ့ပွဲပေါ့နော်ပြီးခဲ့တဲ့ပွဲတွေမှာသာနည်းနည်းလေးအစင်မပြေတာလေးတွေရှိသွားတာသူတို့အသင်းတွေအမှတ်တွေရောတယ်လက်စတာလိုအသင်းမျိုးတူတူသေးကြသွားတယ်အသင်းပြဿနာတွေရှုပ်ထွေးနေရပါဗျာဒါလေးတော့နည်းနည်းလေးခွင်တွင်ပြဿနာလေးတွေရှိတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ခွင်ကောင်းယူပြီးတော့ Chelsea နိုင်ငံသိနေဗျနိုင်မှလည်းကျွန်တော်တို့ချန်ပီယံလိဝင်ဝင်ရမှာလीဒါကြတော့အဲ့ဒါကြောင့်ကျွန်တော်ကြည့်ပြီးသုံးသက်ရရင်တော့ဗျာဒီပွဲကတော့ Chelsea နိုင်မှုရာခိုင်နှုန်းများပါတယ်ဒါပေမဲ့လည်းကန်တရားကြောင့်တရေကျသွားပြီးတော့ခက်မသိရင်ပေါ့ပေါ့ဆဆနဲ့ဖြစ်သွားရင်ရှုံးသွားနိုင်ပါတယ်ရှုံးသွားရင်တော့ကျွန်တော်တို့ sorry ပါဒီချန်ပီယံလိကတော့ sorry ပါဘလို့မှမဖြစ်နိုင်တော့ဘူးဒီပွဲကျွန်တော်တို့နိုင်မှတခြားအသင်းတွေကိုကြည့်စရာမလိုပဲနဲ့ကျွန်တော်တို့ Champion League လာမယ့်နှစ်2025-26မှာ Champion League ကိုကမ်းမှာပါလူစင်းအရာကြည့်မယ်ဆိုရင်တော့ကျွန်တော် Chelsea ကိုတားတယ်ဗျ Chelsea တော်တော်လေးကောင်းခဲ့ပါတယ်ကောင်းတယ်ကိုယ့်အလုပ်ကိုသာကိုယ်လေးတေချာလေးလုပ်ခဲ့ဒီချိန်မှာကျွန်တော်တို့ AACC ပဲ top 4လုံးဝပြောစရာမလိုဘူးဒါပေမဲ့လည်းအခုလည်းကိုချကန်ညမှာကိုဖန်တီးခွင့်ရှိပါတယ်ကျွန်တော်ပွဲဥထွက် line up လေးရလာရင်လည်းကျွန်တော် live လေးလုပ်သွားပေးခြင်းပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လေးသူရထွန်းကိုသူရ Chelsea blog လေးကို subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေကျွန်တော်အခုမှစပြီး review လေးတွေလုပ်တဲ့အတွက်ကျွန်တော်မှားတာရှိရင်လည်းကျွန်တော်ဒီနေရာကနေ request လုပ်ပါတယ်တောင်းပန်ပါတယ်ကျွန်တော်တို့များလေးကျွန်တော်ကို subscribe လုပ်ပေးပါကျွန်တော်အတက်နိုင်ဆုံးအကောင်းမွန်ဆုံးနဲ့ကျွန်တော်ပြန်လာပါမယ်ကျွန်တော်ဒီ Nottingham Forest နဲ့ Chelsea ပွဲကြိုသုံးသက်ချက်လေးကတော့ကျွန်တော်အထင် Chelsea နိုင်ဖို့60ရာခိုင်နှုန်းကျွန်တော်ပေးပါတယ်တရေကြဖို့25ရာခိုင်နှုန်းပေးပါတယ် Nottingham Forest ကိုနိုင်မှုတော့ကျွန်တော်15ရာခိုင်နှုန်းပေးပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ပွဲပြီးတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာပေါ့နော်ဘာလို့လဲဆိုကျွန်တော်ဒီနောက်ဆုံးကျွန်တော်တခုပြောပြအောင်မယ်ကျွန်တော်တို့ Chelsea အသင်းကကြီး6ကြီးတော့မဟုတ်ဘူးတော့ဗောနော်1 to 8အဆင့်1ကနေ8အတွင်းတွေ့ခဲ့တယ်နောက်ဆုံးအဝေးကွင်းတွေကတော်တော်ရလက်ဆိုးရခဲ့ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီပွဲကတော့နည်းနည်းစိုးရိမ်မှုတော့ရှိတယ်ဗျသူဗောနော်နောက်ဆုံး top 8နဲ့ရှင်ပြိုင်ခဲ့တဲ့အဝေးကွင်းတွေမှာ Nottingham Forest ကတော့မပေါဘူးဗောနော်ဒီကျင်းတဲ့အသင်းတွေမှာကျွန်တော်တို့တကယ်ကိုဗောနော်ရှုံးခဲ့တာတို့တည်ကြတာတို့တော့မှမဖြစ်ဘူးဗျကျွန်တော်နောက်ဆုံးအဝေးကွင်းဒီ top 8နဲ့တွေ့ခဲ့တယ်တော်တော်လေးချိန်နေဆိုးပါတယ်အဲ့ဒါကိုကျွန်တော်တို့ပြင်ယူပြီးတော့ဒီပွဲမှာနိုင်ပွဲရယူပြီးတော့3မှတ်ယူသွားမလားဒါမှမဟုတ်ပဲကျွန်တော်တို့ Chelsea ဘယ်လိုလေးဖြစ်သွားမလဲဆိုတာကျွန်တော်တို့ပွဲပြီးရင်ဆက်လက်စောင့်ကြည့်ကြတာပေါ့နော် Chelsea အဆင်ပြေမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီပွဲတော့နိုင်အောင်တော့ကျွန်တော်တို့အားသမားတွေရောတကယ်ကံမယ်လို့တော့ထင်ပါတယ်တကဘာလုံးကကြည့်ရှုသူ Chelsea fan တွေကိုလည်းပျော်ရွှင်မှုအပြည့်အဝပေးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီလောက်နဲ့ပဲအဆုံးသတ်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းတွေ့ရှိကြပါမယ်လို့ကျွန်တော်နှုတ်ခွန်းဆက်တာပါတယ်ဗျာကျေးဇူးတင်ပါတယ်